က္ကဆီကိုနဲ့ကနေဒါကတွင်းလာတဲ့ကုန်ပစ္စည်းတွေပေါ်မှာ25ရာခိုင်နှုန်းနဲ့တရုတ်နိုင်ငံကကုန်တွေပေါ်10ရာခိုင်နှုန်းအခွန်စည်းကျပ်မယ်လို့အမေရိကန်ကပြီးခဲ့တဲ့ရက်တွေအတွင်းကြေညာပါတယ်။ Fentanyl မူးယစ်ဆေးထုတ်ရမှာလိုအပ်တဲ့ဓာတုပစ္စည်းတွေတင်ပို့တာကိုတားဆီးဖို့ပြက်ကွက်တာကြောင့်ခုလိုခွန်စည်းကျပ်တာလို့သိရပါတယ်။တရုတ် corporation တွေဟာမူးယစ်ဆေးထုတ်လုပ်မှုနဲ့ပတ်သက်နေသူတွေကိုအသိရှိထောက်ပံ့နေတယ်ဆိုပြီးအမေရိကန်ကဆွဆွဲလာတာကြာမြင့်လာပါပြီ။အမေရိကန်ရဲ့အခွန်တိုးမြင့်မှုကိုတရုတ်ကအမေရိကန်ကုန်ပစ္စည်းတွေကိုအခွန်ပြန်တိုးကောက်ပြီးတုံ့ပြန်ပါတယ်။ရာဇဝတ်ခိုင်းတွေကအမေရိကန်တွေကို Fentanyl မူးယစ်ဆေးတွေမှောင်ခိုတင်သွင်းနေတဲ့အပေါ်တားဆီးဖို့ပြက်ကွက်တယ်ဆိုပြီးကနေဒါနဲ့မက္ကဆီကိုကိုလည်းအင်ဖြူရောကဆွဆွဲထားတာပါ။ဒေါ်လာ30ဘီလီယံလောက်တန်ဖိုးရှိတဲ့အမေရိကန်ကုန်ပစ္စည်းတွေပေါ်မှာဘေဂျင်းက15ရာခိုင်နှုန်းနဲ့ကနေဒါက25ရာခိုင်နှုန်းအခွန်ပြန်ကောက်မယ်လို့ကြေညာထားကြပါတယ်။လာမယ့်21ရက်အတွင်းမှာလည်းဒေါ်လာ125ဘီလီယံလောက်တန်ဖိုးရှိတဲ့နောက်ထပ်ကုန်ပစ္စည်းတွေကိုအခွန်တိုးကောက်အောင်မှာဖြစ်ပါတယ်။အမေရိကန်တွေကိုမှောင်ခိုတင်သွင်းနေတဲ့ဆိုတဲ့ Fentanyl မူးယစ်ဆေးဆိုတာဘာပါလဲ။ Fentanyl ဆိုတာဓာတုပစ္စည်းတွေပေါင်းစပ်ထားတဲ့လူလုပ်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ Fentanyl ကိုကြိုက်ခဲပျောက်ဆေးတစ်မျိုးအနေနဲ့1960ခုနှစ်တွေအတွင်းအမေရိကန်မှာခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်တွေကတည်းက Fentanyl ဟာအမေရိကန်မှာအာဝန်ကျော်ဆိုင်ရာဆေးဝါးလွန်ကျွံသုံးတာကြောင့်တည်ဆုံမှုတွေရဲ့အဓိကနေရာမှာရှိခဲ့တာပါ။အမေရိကန်ယောဂထိန်းချုပ်ရေးစင်တာရဲ့အဆိုအရ Fentanyl ပါဝင်တဲ့ဆေးဝါးတွေကြောင့်2023ခုနှစ်အတွင်းအမေရိကန်9400ကျော်တည်ဆုံခဲ့တယ်လို့သိရပါတယ်။ Fentanyl ကိုများသောအားဖြင့်ခြားဆေးဝါးတွေနဲ့ရောစပ်ထားတာကြောင့်သုံးစွဲသူတွေက Fentanyl ပါတဲ့ဆေးဝါးကိုမသိလိုက်ပဲတောက်မိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ခဲတံထိပ်ဖူးလောက်ပဲရှိတဲ့ Fentanyl 2 မီလီဂရမ်ပမာဏဟာလူသေစေနိုင်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကမ္ဘာမှာ Fentanyl ရောင်းဝယ်ဖောက်ကားမှုများလာတာကြောင့်အာဏာပိုင်တွေနဲ့ထိန်းချုပ်ဖို့ခက်ခဲလာတာကိုတွေ့ရပါတယ်။ Fentanyl ထုတ်လုပ်ဖို့လိုအပ်တဲ့ဓာတုပစ္စည်းတွေကိုတရုတ်ကနေအဓိကရရှိနေတာဖြစ်ပါတယ်။စက်တင်ဘာလကနေစပြီး Fentanyl 3534ကီလိုဂရမ်ဖမ်းမိခဲ့တယ်လို့အမေရိကန်အကောက်ခွန်နဲ့နယ်စပ်ကင်းလက်အဖွဲ့ကထုတ်ပြန်ထားပါတယ်။98ရာခိုင်နှုန်းလောက်ကိုမက္ကဆီကိုနဲ့နယ်စပ်မှာဖမ်းမိခဲ့တာဖြစ်ပြီး100ရာခိုင်နှုန်းနဲ့နည်းတဲ့ပမာဏကိုတော့ကနေဒါနယ်စပ်မှာဖမ်းမိခဲ့တာပါ။ကျန်တဲ့ဆေးတွေကိုတော့ပင်လယ်ရေကြောင်းလမ်းနဲ့အမေရိကန်ကခြားစစ်ဆေးရေးဂိတ်တွေမှာဖမ်းမိခဲ့တာဖြစ်ပါတယ်။အမေရိကန်မူးယစ်ဆေးထိန်းချုပ်မှုအေဂျင်စီ DEA ရဲ့အဆိုအရSinaloa မူးယစ်ဂိုဏ်းပါဝင်မက္ကဆီကိုကမူးယစ်ဂိုဏ်းတွေဟာ Fentanyl, methamphetamine နဲ့တရားမဝင်မူးယစ်ဆေးတွေထုတ်လုပ်မှုနဲ့တည်ပို့မှုတွေမှာအဓိကနေရာရှိနေတယ်လို့သိရပါတယ်။ Fentanyl ပြုလုပ်ဖို့ဓာတုပစ္စည်းတွေဟာတရုတ်ကနေအဓိကလာပြီးမက္ကဆီကိုကဓာတ်ခွဲခန်းတွေမှာထုတ်လုပ်ပြီးတော့အမေရိကန်ကိုတင်ပို့တာဖြစ်ပါတယ်။ Sinaloa ဂိုဏ်းဟာမက္ကဆီကိုကိုတင်သွင်းလာတဲ့ကုန်တင်သင်္ဘောတွေမှာပါတဲ့ဓာတုပစ္စည်းတွေကိုနှီးမျိုးစုံနဲ့ဖုံးကွယ်တာတွေပြုလုပ်ပါတယ်။တရားဝင်ကုန်ပစ္စည်းတွေထဲမှာဖွက်ပြီးတည်ဆောင်တာကွန်တိန်နာတွေကိုလိပ်စာလွှဲပြီးတက်ထားတာအစားထိုးလက်ခံပေးမဲ့ကုမ္ပဏီပြုလုပ်တာတတိယနိုင်ငံတွေကနေတဆင့်တင်သွင်းတာတွေလုပ်ကြပါတယ်။မက္ကဆီကိုအစိုးရဟာမူးယစ်ဂိုဏ်းတွေနဲ့တစ်ကြိတ်တည်းတညံနေပဲလို့ဖရန့်အစိုးရကဆွဆွဲတာတွေလည်းရှိပါတယ်။အဲ့ဒီဆွဆွဲချက်တွေကိုတော့အသက်ရည်ပြတ်အောင်မဟုတ်မှန်မှန်ဆွဆွဲတာလို့မက္ကဆီကိုသမ္မတကတုံ့ပြန်ထားပါတယ်။အမေရိကန်ကမက္ကဆီကိုကိုအခွန်တိုးကောက်မယ်လို့ဒီဇင်ဘာလမှာချိန်ချောက်ပြီးနောက်ပိုင်းFentanyl တွေကိုအများဆုံးဖမ်းဆီးမှုဖြစ်ဆေးပြားတန်း20လောက်မက္ကဆီကိုအစိုးရကဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ9ရက်နေ့မှာမက္ကဆီကိုအစိုးရကမြောက်ပိုင်းနယ်စပ်စစ်စင်ရေးကိုကြေညာခဲ့ပြီးအမေရိကန်နဲ့နယ်စပ်မှာတပ်ဖွဲ့ဝင်1000ကိုတပ်ဖြန့်ချထားခဲ့ပါတယ်။စစ်စင်ရေးစတင်တဲ့ဖေဖော်ဝါရီလကနေစပြီး Fentanyl မူးယစ်ဆေး55.9ကီလိုဂရမ်ဖမ်းမိတယ်လို့မက္ကဆီကန်အစိုးရကကြေညာပါတယ်။ Fentanyl ပြုလုပ်ဖို့လိုအပ်တဲ့ဓာတုပစ္စည်းတွေကိုဘယ်နိုင်ငံကနေအဓိကရရှိနေတာပါလဲ။တရုတ်ဟာ Fentanyl ကိုထိန်းချုပ်ကန့်သတ်ရမယ့်မူးယစ်ဆေးအနေနဲ့2019မှာစတင်သတ်မှတ်ခဲ့ပြီးနောက်ပိုင်းမှာတော့ Fentanyl ပြုလုပ်ဖို့လိုအပ်တဲ့ဓာတုပစ္စည်းတွေကိုလည်းမူးယစ်ဆေးစီးရင်မှာထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ထုတ်လုပ်ဖို့လိုအပ်တဲ့ဓာတုပစ္စည်းတချို့ကိုထိန်းချုပ်ရမယ့်မူးယစ်ဆေးစီးရင်မှာထည့်သွင်းမထားတာကြောင့်မူးယစ်ဆေးထုတ်လုပ်သူတွေကဥပဒေကိုလက်တလုံးချလုံနိုင်နေကြပါတယ်။ထိန်းချုပ်ထားတဲ့ဆေးဝါးတွေပါဝင်ဓာတုပစ္စည်းတွေကိုတရုတ်ကဓာတုဆေးဝါးကုမ္ပဏီတချို့က Fentanyl ထုတ်မယ်ဆိုတာတိတိနဲ့ရောင်းနေတယ်လို့အမေရိကန်ကဆွဆွဲထားပါတယ်။တရုတ်ကုမ္ပဏီကသူတို့ရောင်းလိုက်တဲ့ဓာတုပစ္စည်းတွေကနေ Fentanyl ဘယ်လိုထုတ်ရတယ်ဆိုတဲ့လက်ညွှန်ချက်တွေပေးနေတာမျိုးရှိတယ်လို့လည်းသိရပါတယ်။တရုတ်ကတော့သူတို့ဟာကမ္ဘာမှာတင်းကျပ်ဆုံးမူးယစ်ဆေးထိန်းချုပ်တဲ့ဥပဒေတွေရှိပြီးအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့ဆိုထားပါတယ်။ Fentanyl ကိုဘယ်သူတွေဆက်ပြီးတော့ထုတ်လုပ်နေကြပါလဲ။ Fentanyl ထုတ်လုပ်ရေးမှာထပ်တိုးပြီးပါဝင်လာတဲ့နိုင်ငံတွေလည်းရှိပါတယ်။
fentanyl လောက်ရမှာသုံးတဲ့ဓာတုပစ္စည်းတွေတင်ပို့မှုနဲ့အိန္ဒိယဓာတုပစ္စည်းကုမ္ပဏီနှစ်ခုကိုရေးယူထားမှုပါတယ်နောက်ထပ်တစ်နိုင်ငံကတော့ကနေဒါပါသမ္မတထရန့်ကလူတွေနဲ့ fentanyl တွေအမေရိကန်တွေကိုလုံးဝရင်းနဲ့ဝင်လာစေတယ်ဆိုပြီးကနေဒါနိုင်ငံကိုဆွဆွဲထားပါတယ်အမေရိကန်အကောက်ခွန်နဲ့နေဆက်လက်ကင်းအဖွဲ့ရဲ့စီးရင်တွေအရအမေရိကန်တွေကိုတင်သွင်းလာတဲ့ fentanyl ဖန်ဆီးရရှိမှုမှာကနေဒါနယ်စပ်မှာဖမ်းမိတာက3.2%လောက်ပဲရှိတာပါဒါပေမဲ့ကနေဒါဗန်နာရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့ရဲ့ဇန်နဝါရီလအတွင်းကထုတ်ပြန်ချက်အရကနေဒါနိုင်ငံတွင်းကရာဇဝတ်ခိုင်းတွေဟာတရုတ်ကနေဓာတုပစ္စည်းနဲ့တက်ခွဲခန်းသုံးပစ္စည်းတွေတင်သွင်းလာပြီး fentanyl တွေထုတ်လို့ရမှာပါဝင်ပတ်သက်တာပိုများလာတယ်လို့လည်းသိရပါတယ်တကယ်တော့ fentanyl ကုန်သွယ်မှုကနှစ်နိုင်ငံလုံးပြန်အလှန်ဖြစ်နေတာပါ2024ခုနှစ်ပထမ10လအတွင်းအမေရိကန်ကတင်သွင်းလာတဲ့ fentanyl 4.9 ကီလိုဂရမ်ဖမ်းမိတယ်လို့ကနေဒါနယ်စပ်ထိန်းချုပ်ရေးကဆိုပြီးကနေဒါကလာတဲ့ fentanyl 14.6 ကီလိုဂရမ်ဖမ်းမိတယ်လို့အမေရိကန်နယ်စပ်လက်ကင်းအဖွဲ့ကဆိုပါတယ်။ fentanyl ထိန်းချုပ်ရေးနဲ့နယ်စပ်လုံခြုံရေးအတွက်ကနေဒါဒေါ်လာ 1.3 ဘီလီယံလောက်သုံးစွဲသွားမယ်လို့ကနေဒါအစိုးရကဒီဇင်ဘာလအတွင်းကတိပြုထားပါတယ်။